ဟုတ်ကဲ့ပါဗျာဒါလေးကတော့ကျွန်တော်ချက်ကလေးတွေဒါနေ့လေစာအစာစင်းကျွေးတာလေးဝင်မြပေးတာဖြစ်ပါတယ်ဗျာကျွန်တော်ဒါကစုံရွက်ကကျွန်တော်စံကြမ်းရဲ့ကျွန်တော်အသားတို့ကျစာလေးရောတယ်ဗျပြီး EM လေးကျွန်တော်ဖြော်တယ်ထည့်တယ်ဒါကတော့စင်းနီလေးကတော့ကျွန်တော်အားစီးရည်လေးပါခင်ဗျအားစီးရည်လေးကျွန်တော်လောင်းထည့်မယ်ဟုတ်ကဲ့ဗျကျွန်တော်အားစီးရည်လေးလောင်းထည့်တယ်နော်လောင်းထည့်ပြီးတော့ကျွန်တော်နှံ့အောင်မွေးမယ်ခင်ဗျနှံ့အောင်မွေးတယ်ခင်ဗျဘာဖြစ်လို့ဆိုတော့ဒါကျွန်တော်တို့အစာစင်းကျွေးတယ်ဆိုတာဒါနေ့လည်နေခင်းမှာကျွေးပြကြတာများတယ်ဗျအစာစင်းဆိုတာချက်ကဲကျွန်တော်ဒီသားချက်တွေရဲ့ဝိတ်ကိုတက်တိုးစီတယ်ပေါ့နော်အဲ့ဒီလိုမျိုးလေးရှိတယ်ဗျကျွန်တော်တို့ရှိမှတော့ကစုံရွက်ရှိတဲ့အတွက်ကျွန်တော်ကစုံရွက်ကလေးနဲ့ဒါအစာစင်းကျွေးမှုကျွေးနည်းလေးပြန်ဝေပေးတာပါဗျလိုအပ်တဲ့လူများအသုံးပြုနိုင်ပါတယ်ခင်ဗျတခြားသိချင်တာလေးများရှိရင်လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ